ဒါကြောင့်မိမိတို့တင်မလင်ခွေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူလိုက်ပါဘယ်ဘက်လက်ပေါ်မှာညံဘက်လက်ကိုတင်းခါကိုခတ်ဆန်းဆန်းလေးထားဥကောင်းကိုတိတိမမထားပြီးတော့တရားဓမ္မနှလုံးသွင်းကြမေရှုစွာယောဂီတို့နှာခေါင်းဖြားမှာလေတွေဟာဝင်လိုက်ထွက်လိုက်သွားနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့အရှိကံတမန်တိတည်ထောင်ကြမယ်နှာခေါင်းဖြားလေထိတဲ့နေရာလေးကိုကြည့်ပြီးတော့ဝင်တိုင်းသည်ထွက်တိုင်းသည်သိပေးပါနှာခေါင်းဖြားနားမှာလေတွေသွားလာလှုပ်ရှားနေတဲ့ရှိနေနှာခေါင်းဖြားနားမှာဖြစ်နေသမျှအလုံးကိုလေလို့ယူလိုက်ပါနှာခေါင်းပုံသဏ္ဍာန်တွေကိုမကြည့်နဲ့နှာခေါင်းပုံသဏ္ဍာန်တွေကိုမကြည့်နဲ့အဲ့ဒီနားမှာဖြစ်ပေါ်သမျှလေလို့ဒီလိုယူလိုက်ပါဝင်တိုင်းသည်ထွက်တိုင်းသည်ထိတိုင်းသည်ဝင်တိုင်းသည်ထွက်တိုင်းသည်ထိတိုင်းသည်နှာခေါင်းပြားမှာစိတ်ကလေးတိတ်ပြီးတော့မကတ်နိုင်ဘူးဆိုတဲ့ယောဂီတို့ကနည်းနည်းလေးတိုးပြီးတော့လေကိုတိုးပြီးတော့ရှုသွင်းရှုထုတ်လုပ်ပေးပါန
နည်းနည်းလေးဝိရိယလေးတင်ပေးလိုက်ပါဝိရိယလေးတင်ပေးလိုက်ပါဒီတိုင်းသည်ဝင်တိုင်းသည်ထွက်တိုင်းသည်နှာခေါင်းပြမှာဖြစ်ပေါ်နေသမျှလေးလို့ဒီလိုစိတ်ထဲမှာမှတ်ထားဟိုလေးတွေဟာဒီလိုထိနေကြပါရောလားဒီလိုဖြစ်ပေါ်နေကြပါရောလားအဲ့ဒီလိုနှလုံးသွင်းပေးပါဝင်တိုင်းသည်ထွက်တိုင်းသည်ထိတိုင်းသည်ဝင်တိုင်းထွက်တိုင်းထိတိုင်းသည်ပေဝိရိယကိုနည်းနည်းလေးအတင်ပေးထားဝိရိယကိုအတင်ပေးထား
ကံယောဂီများယခုဆက်လက်ပြီးတော့ဝိပဿနာတရားပွားများအားထုတ်ကြမယ်ဝိပဿနာတရားပွားများအားထုတ်ဖို့ရန်အတွက်ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်ပါယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်ပါကြည့်လိုက်ပြီဆိုတာနဲ့ရှည်လက်ပေါင်တူးဆိုတဲ့ပုံတရံကိုစိတ်ထဲမဆွေးပါနဲ့မဆွေးစေပါနဲ့ယခုခန္ဓာတိမှထင်ရှားနေတဲ့သဘောတရားသဘာဝတရားတို့ကိုစုပေါင်းပြီးတော့ကြည့်လိုက်ပါတိတတ်တဲ့သဘောတွေးတိုးတတ်တဲ့သဘောကြားတတ်တဲ့သဘောပူအေးတတ်တဲ့သဘောယောစည်းတတ်တဲ့သဘောနာကျင်ကြိုက်ခဲတတ်တဲ့သဘောတွန်းကန်တတ်တဲ့သဘောဖောင်းပိန်တတ်တဲ့သဘောအဲ့ဓာတွေဟာထင်ထင်ရှားရှားဖြစ်နေတယ်ယောဂီတို့ရဲ့ခန္ဓာထဲမှာအဲ့ဒီသဘာဝတရားများထင်ရှားနေကြပါ၏ယောဂီတို့ရဲ့ခန္ဓာထဲမှာအဲ့ဒီသဘာဝတရားတွေထင်ရှားနေကြတယ်ယောဂီအပေါင်းတို့ယခုခန္ဓာထဲမှာထင်ရှားသမျှသဘာဝတရားတွေလို့နှလုံးသွင်းလိုက်ယခုထင်ရှားနေတဲ့မတူရမတူရမြောက်များစွာသောသဘာဝတရားများစုပေါင်းထားတဲ့အရာကိုခန္ဓာလို့ပြောတာပဲမတူရမတူရစုပေါင်းထားတဲ့အရာတွေဟာခန္ဓာပဲခန္ဓာပဲသိတတ်တဲ့သဘောတွေးတတ်တဲ့သဘောမတူရတယ်အများကြီးပါကြားတတ်တဲ့သဘောဖောင်းပိန်ဖြစ်တတ်တဲ့သဘောတွန်းကန်တတ်တဲ့သဘောပူတတ်တဲ့သဘောအေးတတ်တဲ့သဘောယောစီတတ်တဲ့သဘောအဲ့ဒီလိုမတူရာတွေယောဂီတို့ရဲ့ခန္ဓာလေးမှာမြောက်များစွာရှိနေတယ်အဲ့ဒီမတူရာတွေစုပေါင်းထားတာကိုခန္ဓာတဲ့ခန္ဓာဆိုတာအစုအပေါင်းအဲ့ဒီသဘာဝတရားတို့ကိုပဲယောဂီတို့စူးစူးစိတ်စိတ်ခန္ဓာဓေးမှာအာယုံပြုပေးပါ
ဒါဖြင့်ယခုယောဂီတို့သိရမှန်ကလောလောဆယ်သိနေရမှန်ကခန္ဓာဆိုတာသဘာဝတရားများစုပေါင်းထားတဲ့အရာကိုပြောတာပါရောလားသဘာဝတရားများစုပေါင်းထားတဲ့အစုအပေါင်းကိုခန္ဓာလို့ပြောတာပါရောလားအဲ့ဒီသဘာဝတရားဆိုတာဘာတွေတဲ့တော့သိနေတာလေသဘာဝတရားတွေးနေတာလေသဘာဝတရားကြားနေတာလေသဘာဝတရားယောစည်းနေတာလေသဘာဝတရားတွန်းကန်နေတာလေသဘာဝတရားပူရာအေးတာကလေသဘာဝတရားနာရထုံနာကျင်နာကလေသဘာဝတရားဒါလို့လို့စဉ်ထင်ရှားတဲ့သဘာဝတရားတွေအဲ့ဒါကိုစာနဲ့ပေနဲ့အဘိဓမ္မာနဲ့ပြောရင်ယုတ်တရားနန္တရားနာဂအတန်ကြားတယ်ယုတ်တရားကြားတဲ့ဟာကိုသိတယ်နန္တရားယုတ်တရားနန္တရားယုတ်နာနှစ်ပါးတနည်းအားဖြင့်ခန္ဓာတွေသူကိစ္စသူဆောင်ရွက်နေကြဒါဖြင့်အဲ့ဒီလိုသူကိစ္စသူဆောင်ရွက်နေကြတဲ့ဟောဒီသဘာဝတရားတို့ကိုပရိစ္ဆသမုပ္ပါဤအဖြစ်ဝိပါကဟောဒုက္ခသစ္စာလို့ဒီလိုပြောပါတယ်တဲ့ဝိပါကဟောကြီးတဲ့အတိတ်ကအကျိုးတရားကြီးတဲ့အဝိဇ္ဇာပစ္စယသင်္ခါရအတိတ်ကမသိတော့လှုပ်ရှင်တာလှုပ်တယ်လှုပ်ရှင်တာလှုပ်တော့ဝိပါကဝဒုက္ခသစ္စာဖြစ်တယ်အဝိဇ္ဇာပစ္စယသင်္ခါရမသိတော့လှုပ်ရှင်တာလှုပ်တယ်အတိတ်ကအတိတ်ကယခုပြစ္ဆုတ်ပံမှာဒုက္ခသစ္စာခန္ဓာကြီးရတယ်ဒါဖြင့်မြင်နေတာကြားနေတာတွေးနေတာသိနေတာကိုဘာဖြစ်လို့ဒုက္ခသစ္စာကြီးလို့ပြောတာပါလဲမြင်နေတာကြားနေတာကိုဟေ့ကိုယ်တော်ကိုလိုဖြင့်ဒီလိုမမြင်ပါနဲ့ဒီလိုမြင်ပါလို့ပြောလို့မရသူတို့ဘလောက်ပဲမြင်သူတို့ဘလောက်ပဲသိသူတို့ဘလောက်ပဲတွေ့ထိတုံးတခဏကြားတုံးတခဏမြင်တုံးတခဏသိတုံးတခဏပြီးတော့ခန္ဓာဒီမှာဘာမှကိုမကျင်ဘူးတဲ့ကိုယ်တော်ကိုလိုနေလေဘာမှပြောလို့မရတဲ့သဘာဝတရားများသူတို့လှုပ်သမျှလေးပဲခန္ဓာဒီမှာဘာမှမကျင်တဲ့သဘာဝတရားများကောင်းတဲ့စကားလုံးများဗျာနားထဲမှာဘလောက်တောင်ကြားလိုက်ပြီလေဘာကြံသေးတုံးလို့မေးရင်ဘာမှမကြံဘူးသိတဲ့အသိများဘလောက်သိပြီးတော့ခန္ဓာလေးမှာဘာကြံတယ်လေဘာမှမကြံဘူးပူရာအေရာကောင်းတာအများကြီးတွေ့ထိပြီးဘာမှမကြံဘူးအများကြီးမြင်ပြီးဘာမှမကြံဘူးဒါကြောင့်အနိစ္စတဲ့ကိုယ်တော်ကိုလိုဖြင့်ပြောပြလို့မရတဲ့အတွက်ကြောင့်အနတ္တဒါဖြင့်ကိုယ်လေးမဟုတ်လှုပ်သမျှလေးပဲဘာမှအဖတ်မတင်တဲ့ဟောဒီခန္ဓာအစုအဝေးကြီးကိုလိုချင်သေးသလားလို့မေးလိုက်ရင်မလိုချင်တော့ပါဘူးကိုယ်လေးတစ်ခုမှပြုပြင်လို့မရတဲ့လှုပ်သမျှလေးပြည့်နေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုလိုချင်သေးသလားလို့မေးရင်လိုချင်စရာကိုမရှိပါဘူးတဲ့ယောဂီတို့သေချာလေးနှလုံးသွင်းကြည့်သဘာဝတရားကသူကြိတ်တာလှုပ်တယ်လှုပ်ချင်တာလှုပ်တယ်အနတ္တလှုပ်သမျှဘာမှတည်မြဲနေခြင်းမရှိဘူးအနိစ္စဒါကြောင့်ဟောဒီခန္ဓာကိုယ်ကြီးရှိနေခြင်းဒီကိုယ့်အတွက်ပြဿနာပဲတဲ့ဒုက္ခအဲဒါကြောင့်ဒုက္ခသစ္စာလို့ဘုရားရှင်ကသတ်မှတ်တော်မူခြင်းဖြစ်ပါကြောင်းယောဂီများသေချာလေးနှလုံးသွင်းကြည်ပါ
ပတိတော်ရှိကြရမယ်ပတိတော်ရှိကြရမယ်တတိရှိပေးပါတတိရှိပေးပါသဘာဝတရားတွေနို့သူကိစ္စသူဆောင်ရွက်နေသည်လုံးသမျှလေးဘာမှအဖတ်မတင်ဒါကြောင့်ဒုက္ခသစ္စာကြားနေတော့ကိုကြားတာလည်းမဟုတ်ဘူးကြားသမျှလေးနရွက်တိမှာဘယ်စကားလုံးမှမကြံဘူးတဲ့ကိုယ်သဘောကိုယ်အလိုနဲ့လေးကြားလို့မရကြားသမျှလေးဘာမှအဖတ်မတင်တော့ဟောဒီနာကြီးတည်ရှိနေခြင်းဟာဘာအကျိုးရှိမလဲဒါဖြင့်မကြားနဲ့တော့လို့ပြောလိုက်တော့ကိုရသလားဒီလိုလည်းမရပြန်ဘူးနောက်ကိုဖြစ်စည်းလိုက်လို့လည်းမဖြစ်ပြန်သေးဘူးဒါကြောင့်ဘာမှအကျိုးမရှိတာကိုသိရသားနဲ့ကိုယ်လည်းမဟုတ်လုံးသမျှလေးဘာမှအဖတ်မတင်တာကိုသိရသားနဲ့ဟောဒီနာကြီးနဲ့အသုံးချနေရသေးတယ်တဲ့ဒါကြောင့်နာကြီးကိုရရှိခြင်းသည်ဒုက္ခနာကိုရရှိခြင်းသည်ပိုင်ဆိုင်ထားခြင်းသည်ဒုက္ခပဲထို့အတူမျက်စိကိုရရှိထားခြင်းသည်ဒုက္ခဘာမှသုံးမရလို့ရှိနေတာပြဿနာမို့လို့မျက်စိနဲ့မြင်တိုင်းနားနဲ့ကြားတိုင်းစိတ်ကလေးဖြစ်ပေါ်လာမယ်အဲ့ဒီစိတ်ကလည်းပဲကောင်းတာလေးရှိမယ်မကောင်းတာလေးသိမယ်မျိုးစုံသိပြီးပြီဒါပေမဲ့ကောင်းတာလေးသိသိထားလို့မရမကောင်းတာလေးသိသိထားလို့မရလေတော့ကောင်းတာမကောင်းတာတခုမှသိသိထားလို့မရတဲ့အတွက်ကြောင့်ဒုက္ခသိသိထားလို့မရပြည့်ပြည့်သွားတော့အနိစ္စကိုယ်သဘောကိုယ်အလိုနဲ့လေးတခုမှကောင်းတဲ့စိတ်ကလေးပဲဖြစ်ပါမကောင်းတဲ့စိတ်ကလေးမဖြစ်ပါနဲ့လို့ပြောလို့မရတဲ့အတွက်ကြောင့်အနတ္တဒါဖြင့်ယောဂီတို့ကိုယ်သဘောကိုယ်အလိုနဲ့လေးပြောလို့မရတဲ့ဖြစ်သမျှပြည့်ပြည့်နေတဲ့ဟောဒီစိတ်ရှိနေခြင်းဖြစ်ပေါ်နေခြင်းသည်ဒုက္ခံဘယထေနဘေးသင့်နေတယ်ထင်တာပဲဗျာဝေါခံရနေတဲ့အတိုင်းပါပဲဝေါခံနေရတာဘေးသင့်နေတာလို့ယောဂီများနှလုံးသွင်းပေးပါ
မိမိရဲ့ခန္ဓာကိုယ်ကြီးကိုအေးချမ်းချမ်းလေးကြည့်ပြီးတော့ခန္ဓာကိုယ်ဉာဏ်နဲ့သဘောပေါက်ဖို့ကြိုးစားပေးကြရမယ်ထိုင်နေုံသက်သက်မဟုတ်တဏှာတွေကိုကြည့်ပြီးတော့ဒီတလိုလိုဘာလိုလိုလုပ်နေုံသက်သက်မဟုတ်ခန္ဓာတစ်ခုလုံးလှစ်ပတ်ကြည့်ပြီးတော့ဒီသဘောတရားဒီသဘောတရားသဘာဝတရားရှိပါရောလားဒီလက္ခဏာရှိနေပါရောလားလို့ယောဂီတို့ကဉာဏ်နဲ့သေချာလေးမြင်ရမယ်မြင်အောင်ကြိုးစားကြရမယ်မိပြီးထိုင်နေလို့ဘာမှမထူးငြိမ်နေလို့ဘာမှမထူးထိုင်နိုင်လို့လေဘာမှမထူးဘူးဗျာခန္ဓာတစ်ခုလုံးထင်ရှားနေတဲ့သဘာဝတရားတွေအများကြီးပဲဘလောက်ပဲထင်ရှားပါစေယောဂီတို့ပြုလို့ရသလားကြည့်လိုက်ဘလောက်ပဲဘာတွေပဲလုပ်နေပါစေကြာကြာတည်တတ်သလားလို့ကြည့်လိုက်လက်စသတော်ဒါတွေဟာယောဂီတို့အတွက်ဒုက္ခဆင်းရဲဖို့ပဲဖြစ်သွားတာပဲဒါကြောင့်ယခုခန္ဓာကိုယ်ကြီးကိုယ်နဲ့မဆိုင်သလိုကိုယ်နဲ့မပတ်သက်သလိုနှလုံးသွင်းကြည့်ကိုယ်နဲ့မဆိုင်သလိုကြည့်ပေးပါကိုယ်နဲ့မပတ်သက်သလိုကြည့်ပေးပါကိုယ်နဲ့မဆိုင်သလိုကိုယ်နဲ့မပတ်သက်သလိုနှလုံးသွင်းပေးပါခန္ဓာဒီမှာအာယုံကိုကတ်ထားပါစိတ်ကိုကတ်ထားပါခန္ဓာမှာပေါ်သမျှဖြစ်သမျှနှလုံးသွင်းပေးခန္ဓာမှာပေါ်သမျှဖြစ်သမျှနှလုံးသွင်းပေးလောကကြီးဆိုတာတကယ်တော့ဘာမှမဟုတ်ဘူးစိတ်ကအပြင်ထွက်သွားရင်လည်းပဲအပြင်မှာဒီစိတ်ကအကြီးအကျယ်ထင်နေတာပေါ့သူဟာနဲ့သူကောင်းနေတာပါခွေးအယောကြိုက်တယ်လို့အသားမရှိပဲကောင်းနေတဲ့သဘောပါပဲအယောထဲမှာဘယ်အသားမှမရှိတော့ဘူးဒါပေမဲ့ခွေးကြိုက်လိုက်ရင်တော့အရသာရှိတယ်လို့ဘာဖြစ်လို့ခွေးရဲ့ပါးစပ်ကထွက်တဲ့သရေနဲ့ဒီအယောကိုဆွတ်စေပြီးတော့
ဒီအယုတ်ကိုကိစ္စလို့ကောင်းတဲ့ရောင်ဖြစ်နေတာယခုလည်းပဲယောဂီတော်စိတ်ကဟောဒီအပြင်အာယုံကာမဂုဏ်ကိလေသာတို့ကိုယ့်ရဲ့စိတ်နဲ့မိမိရဲ့စိတ်နဲ့အမျိုးမျိုးတွေးပြီးတော့တယောက်တည်းတဦးတည်းကောင်းနေခြင်းသာဖြစ်တယ်ကိုယ့်ရဲ့စိတ်နဲ့ကောင်းနေခြင်းသာဖြစ်တယ်ကိုယ့်ရဲ့စိတ်နဲ့ကိုယ်ဟာနဲ့ကိုကောင်းနေတာစိတ်ကလေးကိုအေးချမ်းချမ်းထားပြီးတော့နှလုံးသွင်းကြည့်အာယုံကာမဂုဏ်ကကောင်းတာမဟုတ်ဘူးစိတ်ကကောင်းတာစိတ်ကကောင်းတာလို့ဟိုဘက်ကပစ္စည်းကကောင်းတာမဟုတ်ဘူးဗျာအရင်ကအရန်ကြိတ်တယ်ဆိုတဲ့ပစ္စည်းယခုကြိတ်သေးလားကြည့်လိုက်ပစ္စည်းကတော့ဒီပစ္စည်းပဲတော့ပစ္စည်းကမပြောင်းဘူးယခုမကြိတ်တော့ဘူးဒါဖြင့်ပစ္စည်းပြောင်းလို့လားစိတ်ပြောင်းလို့လားစိတ်ပြောင်းလို့ဖြစ်တာခံယူချက်တွေပြောင်းသွားတော့စိတ်ကပြောင်းသွားတာပေါ့အရင်ကခံယူတာကတစ်မျိုးယခုခံယူတာကတစ်မျိုးဒါကြောင့်ယောဂီတို့ကြည့်လိုက်စိတ်ကပဲအမျိုးမျိုးလုပ်နေတာယခုကြိတ်တယ်ဆိုတာလေစိတ်ကပဲခွဲအယောကိတ်တယ်လို့လုပ်နေတာတကယ်ကယောဂီတို့ဘာမှမဟုတ်ပါဘူးတဲ့ဘာမှမဟုတ်ပါဘူးတဲ့ဗျာအဲ့ဒါကိုယောဂီတို့ကတေချာလေးနှလုံးသွင်းပြီးတော့ရှုမှတ်ပေးပါတတိကပေးပါဩငါတို့စိတ်ကဟိုဟာကိုကြိုက်ဒါကိုမကြိုက်ဟိုဟာကကောင်းဤဒါကမကောင်းဤလုံနေကြခြင်းသာဖြစ်ပါရောလားလက်ဆတတ်တော့ဘာမှလည်းမရှိစိတ်ကကောင်းနေခြင်းသာဖြစ်တယ်အတွေးမှตาယာနေခြင်းစိတ်ကူးရင်နေခြင်းသာဖြစ်တယ်လက်တွေမှာကောင်းတယ်မကောင်းဘူးဆိုတာလည်းမရှိပါရောလားအဲဒီလိုစိတ်ရဲ့ပြုပြင်တတ်တဲ့သဘာဝစိတ်ဓာတ်သင်္ခါရကိုသိသွားရင်ကိလေသာခေါင်းပါသွားပါတယ်စိတ်ရဲ့ပြုပြင်တတ်တဲ့သဘာဝကိုသိအောင်မိမိရဲ့ခန္ဓာလေးကြည့်လိုက်ပြန်လို့လည်းပဲဒုက္ခသစ္စာကြီးဘေးသင့်နေတဲ့အရာတွေစိတ်အမြဲတမ်းမြင်နိုင်ကြတိုင်းစိတ်ဖြစ်နေတယ်ဆိုတာလေဘေးသင့်နေတာကြားတိုင်းအတိစိတ်ကလေးဖြစ်နေတာလေဘေးသင့်နေတာကြားနေတဲ့နရွက်ဆိုတာလေဘေးသင့်နေတဲ့ပစ္စည်းအတန်လာကြားမယ်ကောင်းဖို့အတွက်မဟုတ်ဘူးပြဿနာဖြစ်ဖို့ပြဿနာဖြစ်ဖို့ကများတာပဲတန်တရားလီဖို့ကများတာပဲမြင်တာလေးဒီလိုပဲယောဂီတို့မြင်တာလေးဒီလိုပဲကြားတာလေးဒီလိုပဲတွေးထိတာလေးဒီလိုပဲတွေးတိုးတာလေးဒီလိုပဲ
တွေ့နေခြင်းသည်ယတနာလုပ်ဖို့အဲ့ဒါဘေးသင့်နေတာတွေ့တော့သိမယ်သိနေခြင်းသည်လည်းပဲဘေးသင့်နေခြင်းသာဖြစ်တယ်အဲ့ဒါယောဂီတို့ဘေးသင့်နေခြင်းသာဖြစ်ပါ၏စိတ်ကလေးကိုအေးချမ်းချမ်းထပ်ပြီးတော့နှလုံးသွင်းပေးပါဝိပါတိဗုဒ္ဓဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိသိခိဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိဝေတပုဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိကာကုတံဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိကောနာဂုံဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိကတဗဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိခောဓမ္မောဗုဒ္ဓောဘဂဝါအာရဟံသမ္မာသမ္ဗုဒ္ဓောအနန္တပါရမေယောအနန္တဉာဏ်နောအနန္တဂုဏောအနန္တတေဇောအနန္တအိုက်တိအနန္တဇုတိဣမိနံဗုဒ္ဓနာဂုဏနာနုဘာဝေနဤကဲ့သို့ပွင့်တော်မူပြီးဖြစ်ကြကုန်သောဘုရားရှင်အစုစုတို့ဤဂုဏ်တော်ကျေးဇူးတော်တကောတော်တို့ကြောင့်အလုံးသောဤအလူရှင်မိသားစုယောဂီသူတော်စင်တို့နှင့်တကွနာကောင်းနှမြတ်နာပေါင်းတို့သည်ကျမ်းမာပါစေတည်းရှမ်းသာပါစေတည်းယောဂဗယတွေကင်းဝေးနိုင်ကြပါစေတည်းစီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေတည်းဘုံကံတွေကြီးမားကြပါစေတည်းသစ္စာလေးပါးမြတ်တရားကိုလွယ်ကူစွာထိုးထွင်းသိမြင်တော်မူနိုင်ကြပါစေကုန်သတည်းသာဓု
သာဓုသာဓုပါဗျာကဲအမြတ်ဝေကြမယ်အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုသမျှမြတ်ဘာကကိုတပည့်တော်တို့ဤမိဘဘိုးဘွားဆွေမျိုးတို့အားအမြတ်ဘေးဝေပါ၏နတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့အားအမြတ်ဘေးဝေပါ၏တပည့်တော်တို့နေထိုင်ရာအိမ်အတွင်းပတ်ဝန်းကျင်အတွင်းမြို့အတွင်း၌ရှိကြကုန်သောနတ်ဒေဝတို့အားအမြတ်ဘေးဝေပါ၏မြေဆောင်နံရေဆောင်နံအာဂါသဇောယောဂဇောနတ်တို့အားအမြတ်ဘေးဝေပါ၏သာသနာတော်ကိုလောကကြီးကိုစောင့်ရှောက်နေကြကုန်သောနတ်ဒေဝတို့အားအမြတ်ဘေးဝေပါ၏ဘောတော်တရားမင်းနှင့်တကွာနတ်မင်းကြီးလေးဦးတို့အားအမြတ်ဘေးဝေပါ၏အမြတ်ရကြသည်ကျမ်းမာချမ်းသာကြသည်ဖြစ်ပါစေသာအရှင်ဘုရားကုသိုလ်အမြတ်ယူတော်မူကြပါကုန်လို့ဒုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လို့သာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လို့သာဓုဆရာတော်ဘုရားကင်းပါစေကိုယ်စင်ရဲ့